မင်္ဂလာပါရှင်ခေတ်သစ်တယ်လီဗေးရှင်းကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်စစ်တွေအနီးတစ်ဝိုင်းတိုက်ပွဲပြင်းထန်နေပြီးအေအေကမြို့ကိုရရှိသွားနိုင်တယ်လို့ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်ရခိုင်ပြည်နယ်စစ်တွေမြို့နီးတစ်ဝိုင်းမှာအရခတ်တပ်တော်အေအေနဲ့စစ်ကောင်စီတပ်တို့တိုက်ပွဲများပြင်းထန်နေပြီးစစ်တွေတနေရှိတရင်များကျသွားပါကမြို့လေကျသွားနိုင်ကြောင်းစီရေးသတင်းအရင်းမြစ်တွေကသုံးသပ်ပြောဆိုပါတယ်အရကတပ်တော်အေထိုးစစ်ဆင်နေတဲ့ရဲတန်ရင်စနစ်နဲ့အနီးတစ်ဝိုက်ကိုလက်နက်ကြီးတွေနဲ့ထိုးစစ်ဆင်တိုက်ခိုက်နေပြီးတိုက်ပွဲများပြင်းထန်နေတဲ့စစ်တွေမျိုးနဲ့ဝါဘိုကြီးရွာနဲ့ခံကောကျွန်းတို့ကစစ်ရေးရအရေးပါတဲ့နေမြေတွေဖြစ်တဲ့အတွက်၎င်းတို့ကြာသွားပါကစစ်တွေမျိုးလည်းအေကရရှိသွားနိုင်ကြောင်း CDN ဗိုလ်ကြီးစင်ရောက်ကသုံးသပ်ပါတယ်ရဲတန်ရင်စနစ်ရင်ကတော့မျိုးတဲ့အတွင်းသားမှာရှိတဲ့ပြည်내အစိုးရရုံးမျက်နှာချင်းဆိုင်ဝန်းကျင်လောက်မှာရှိတဲ့ဒါဆိုရင်မျိုးရင်းကိုပါပေါက်တော့ကနေလက်နက်ကြီးနဲ့ပိုင်လှမ်းပြစ်နိုင်တဲ့အနေထားလို့ပြောရမှာဖြစ်တယ်စစ်တွေတနေတဲ့ရဲတန်ရင်ရဲ့ရဲကိုတန်ရင်ရဲ့ရေတက်ကလည်းအခြေဆိုင်ရေတက်စကန်ပါလေးပဲရှိတယ်စစ်တွေမျိုးရဲ့2မိုင်လောက်အကွာမှာပဲစစ်တွေတနေကစပြီးတော့ရှိတာပါစစ်တွေတနေကြပြီဆိုရင်တော့စစ်တွေမျိုးလဲကြာမှာပေါ့ရဲတန်ရင်ဆိုတာကဒါကစကြပြီဆိုအော်တိုကိုပဲအလံဖြူထောင်ပြီးလက်နက်ချမဲ့အနေထားပါလို့ပြောပါတယ်ဒါအပြင်အရခတ်တပ်တော်အေက Fire Power စစ်ဘက်ဆိုင်ရာယူနစ်လက်နက်စနစ်ရဲ့စွမ်းရည်နဲ့ပြစ်မှတ်ကိုထိရောက်စွာပစ်ခတ်နိုင်တဲ့ပစ်ခတ်မှုကိုပါအသုံးပြုပြီးတိုက်စစ်ဆင်လာနိုင်ခြင်းကြောင့်အင်အားအလုံးရင်ဒူးနဲ့တိုက်မယ်ဆိုရင်စစ်တွေမျိုးမှာလင်းမြန်စွာကျသွားနိုင်ကြောင်း၎င်းကသုံးသပ်ပါတယ်စစ်တွေမျိုးမှာ4မိုင်ကွာမှာအနိကတိုက်ပွဲများအခုရက်ပိုင်းတွင်ပြင်းထန်လာပြီးမြို့အတွင်းရှိရဲတန်ရင်စနစ်နဲ့ပြည်내အစိုးရရုံးကိုအေကလက်နက်ကြီးများပစ်ခတ်နေခြင်းပြီးခဲ့တဲ့ရက်ပိုင်းကအေရဲထိုးစစ်အရှိန်ကြောင့်အမြင့်ကျွန်းနဲ့ပါတလိတ်ရွှေမင်းကန်စိတ်ကမ်းမှာစစ်ကောင်စီတန်ရင်ချို့မှာမြို့အနီးပြိုင်းဖြူကြီးရွာဆက်ရိုးကြတရားများဘက်ကိုတက်ဆုပ်သွားကြောင်းဒေသတွင်စစ်ရေးသတင်းအရင်းမြစ်တအုပ်ကဆိုပါတယ်စစ်ကောင်စီဘက်ကတက်ဆုပ်လာတဲ့အထိဖြစ်တော့တိုက်စစ်ရောခံစစ်အနေထားရောယူရင်းနေပြီးစစ်ကောင်စီကအခုဆိုညာရင်းချင်းစစ်သမော်ရီနဲ့လက်နက်ခရမ်းတွေကိုစိတ်ကမ်းအာဏာပိုင်ကနေတည်တည်လာတဲ့တိုက်ပွဲအတွင်းစစ်ကောင်စီတပ်သားတွေတော်တော်များများထိတဲ့အေကလည်းစစ်တွေမှာလက်နက်ကြီးအထိုင်ထထားနိုင်ပြီးမြို့ရင်းအထိပါပြစ်နိုင်တော့စစ်တွေမျိုးကမကြခင်ရသွားနိုင်တယ်လို့ပြောပါတယ်အရကတပ်တော်အေရဲ့ထိုးစစ်မှာလည်းဝါဘိုကြီးရွာထိရောက်လာပြီးလက်တလောတိုက်ပွဲများပြင်းထန်နေတဲ့ကံကောကျွန်းကစစ်တွေတနေမှာအဓိကကြပြီးအဆိုပါကျွန်းကိုအေရသွားပါကစစ်တွေတနေရှိတရင်များထွက်ပြေးရမယ့်အနေထားဖြစ်နေပြီးမကြာခင်ကတက်ဆုပ်သွားတဲ့ပါတလိပ်ပါရမီရင်းစုနေမြေနဲ့ဆက်သွယ်ထားတဲ့နိုင်ကန်တရားနဲ့ကြောက်တန်းတရားတို့ကိုဖျက်တောက်ထိန်ချုပ်ထားနိုင်ပါကပါတလိပ်ကိုသိမ်းပိုက်ပြီးသားဖြစ်နိုင်ကြောင်း CDN ဗိုလ်ကြီးစင်ရောကယူဆပါတယ်စစ်တွေမျိုးနယ်မှာဒေသကွက်ကဲမှုစစ်ဌာနချုပ်ဒါကစားခလာရ20ခလာရ290ခလာရ230ခမာရ344ခမာရ354အမတ်စနစ်နဲ့အမတ်36ရဲတရင်စားတဲ့တရင်တပ်ဖွဲ့19တပ်မင်းရှိပါတယ်လက်တလောအခြေအနေအရစစ်မြေပြင်မှာအထိနာနေတဲ့စစ်ကောင်စီကလက်နက်ခံရန်ဖြည့်တင်မှုကိုဘလူးမတရားလမ်းကြောင်းကတစင်းအဓိကဖြည့်တင်ပြီးရေချမ်းမြင်စိတ်ကံကနေလည်းဖြည့်တင်မှုတွေရှိနေကြောင်းစစ်ရေးသတင်းအရင်းမြစ်တွေစီရသိရပါတယ်လက်ရှိရခိုင်ပြည်နယ်မှာစစ်တွေမျိုးနဲ့ပုံကျုံမြို့နယ်အဆက်ဝါဘိုးရဲယူပြင်အောင်မြေကိုမီးလောင်ကျေးရွာတွေမှာတိုက်ပွဲများဖြစ်ပွားနေပြီးကြောက်ပြူမြို့နယ်တညဝရီရေတပ်ဌာနချုပ်နေရှိကျေးရွာများမှာတိုက်ပွဲများပြင်းထန်လျက်ရှိရလို့သိရပါတယ်။ဆက်လက်ပြီးကော့ဂရိတ်မှာစစ်တပ်လက်အောက်ကမွန်ပြည်ငိမ့်ချမ်းရေးပွဲ MMFD မှာဗိုလ်မှူးချုပ်နိုင်အောင်ချမ်းနဲ့စစ်ကြောင်းမှုပိုတောက်တို့ပြစ်ခတ်ခံရပြီးနှောက်ဦးတည်ဆောင်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်ကော့ဂရိတ်မြို့နယ်မှာအကြမ်းဖက်စစ်တပ်လက်အောက်ကမွန်ပြည်ငိမ့်ချမ်းရေးပွဲ MMFD မှာဗိုလ်မှူးချုပ်နိုင်အောင်ချမ်းနဲ့စစ်ကြောင်းမှုပိုတောက်တို့ပြစ်ခတ်ခံရပြီးနှစ်ဦးလုံးတည်ဆောင်ခဲ့ကြောင်းဒေသတွင်သတင်းရင်းမြစ်တွေကပြောပါတယ်။မလ23ရက်နေ့မနက်8:30ခန့်မှာအကြမ်းဖက်စစ်တပ်လက်အောက်ကမွန်ပြည်ငိမ့်ချမ်းရေးပွဲ MMFD မှာဗိုလ်မှူးချုပ်နိုင်အောင်ချမ်းကကော့ဂရိတ်မြို့နယ်ပေါ်ကျူကုန်းမှာကော်ဘင်းရွာကိုကားနဲ့အသွားမှာအမည်မသိတနက်သမားများကဖျားကြီးစီးပြူကုန်းရက်ကွက်နီမှာပြစ်ခတ်တိုက်ခိုက်ခဲ့ရာပွဲချင်းပြီးတည်ဆောင်ခဲ့ကြောင်းသိရပါတယ်။အလားတူအဲ့ဒီနေ့မနက်9:30ခန့်မှာကော်တုံရွာလောင်ကစားကွင်းအဟောင်းနီမှာမွန်ပြည်ငိမ့်ချမ်းရေးပွဲ MMFD မှာစစ်ကြောင်းမှုဗိုလ်တောက်ကိုအမည်မသိတနက်သမားတွေကထပ်မံပြစ်ခတ်တိုက်ခိုက်ခဲ့ရာပွဲချင်းပြီးတည်ဆောင်ခဲ့ကြောင်းသိရပါတယ်။မွန်ငင်းချမ်းကာကွယ်ရေးဖွဲ့ကအဖွဲ့ကောင်းစားဗိုလ်မှူးချုပ်အဆင့်ရှိတဲ့နိုင်အောင်ချမ်းနဲ့စစ်ကြောင်းမှုဗိုလ်တောက်တို့2ဦးစလုံးတနေ့တည်းပြစ်ခတ်ခံရတာသူတို့2ဦးစလုံးဦးကောင်းကိုတနက်ကြီးထိမှန်ပြီးပွဲချင်းပြီးတည်ဆုံနေလို့ဒေသတွင်သတင်းအရင်းမြစ်တွေကပြောပါတယ်တည်ဆုံသွားတဲ့စစ်တပ်လက်အောက်ကမွန်ပြည်ငင်းချမ်းဖွဲ့ကော့တုံဌာနချုပ်မှာဗိုလ်မှူးချုပ်နိုင်အောင်ချမ်းကမွန်ပြည်နယ်ကြိုင်မြောမြို့နယ်ကရင်ပြည်နယ်ဖအံမြို့နယ်နဲ့ကော့ဂရိတ်မြို့နယ်တို့မှာမွေးရည်စေဝါဖြန့်ဖြူးရောင်းချခြင်းနဲ့လောင်းကစားဝိုင်းများကိုလောက်ကင်ခွင့်ရရှိထားသူဖြစ်ပြီးစစ်တပ်နဲ့ပူးပေါင်းကစည်ရေးလှုပ်ဆောင်ခြင်းတွေကိုလမ်းညွှန်ပေးနေသူဖြစ်ကြောင်းဒါအပြင်တော်လိုင်းပူပေါင်းတပ်တွေရဲ့လှုပ်ရှားနေရလို့ရှုစားတဲ့ကြီးရွာတွေကိုလည်းလက်နက်ကြီးတွေနဲ့ပစ်ခတ်ဖို့စေကိုင်းညွှန်ကြားသူလည်းဖြစ်ပြီးပြည်သူပိုင်းလေယာမြေတွေကိုအတင်းအဓမ္မသိမ်းဆည်းခြင်းများလှုပ်ဆောင်နေသူဖြစ်ကြောင်းသိရပါတယ်။
ဆက်လက်ပြီးကျွန်းစုမြို့နယ်မှာစစ်ရင်အုပ်စုကိုတိုက်ခိုက်မှုစစ်ကောင်စီတပ်သားများထိခိုက်မှုရှိပြီးချောင်းမှာစစ်တပ်စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်မှုစစ်သားတောက်တီဆောင်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။တနင်္သာရီတိုင်းကျွန်းစုမြို့နယ်မှာစစ်ရင်အုပ်စုကိုတိုက်ခိုက်ရာအကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်မှုရှိကြောင်းကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှတာဝန်ရှိသူတောက်ကပြောပါရယ်။မလ23ရက်နေ့ည9:00နာရီခန့်မှာကျွန်းစုမြို့နယ်မိုင်းတွီးကြီးရွာပြူစောတီနဲ့ရှော့တော်မော်ကြီးရွာဘက်မှတက်လာတဲ့အကြမ်းဖက်စစ်တပ်ရဲ့အင်အား60ခန့်မှစစ်သည်မောင်အုပ်စုနဲ့တော်လိုင်းတပ်ဖွဲ့များကဝန်တောင်ကျေးရွာနီမှာထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။အဲဒီထိတွေ့တိုက်ပွဲအတွင်းမိနစ်ပိုင်းများသာကြာမြင့်ခဲ့ပြီးအကြမ်းဖက်စစ်တပ်ဘက်မှထိခိုက်မှုရှိကြောင်းတော်လိုင်းတပ်ဖွဲ့ဝင်များထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။စစ်ခွေးတည်စင်တော့ကျွန်တော်တို့မသိရသေးဘူးရှင်နေဆိုတော့သူပြစ်ကိုပြစ်ပဲခွေးလည်းမသိလောက်ဘူးတင်တယ်အထီးကိုက်တော့ရှိနိုင်မယ်သူတို့ကတန်ခွန်ဆိုတော့ထိခိုက်မှုတော့ရှိနိုင်တယ်လို့ကျွန်းစုမျိုးနဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့မှတာဝန်ရှိသူတောက်ကပြောဆိုပါတယ်အလားတူစကိုင်းတိုင်းချောင်းမျိုးနဲ့ကင်မွန်တော်ပြူစောတိရွာမှာထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရာစစ်သားတုပ်တည်ဆောင်ခဲ့ကြောင်း BLDF တပ်ခွဲအညာမိုင်းမှာတာဝန်ရှိသူတောက်ကပြောပါတယ်မလ15ရက်နေ့ည7:30မိနစ်30ခန့်မှာချောင်းမျိုးနဲ့ကင်မွန်တော်ပြူစောတိမှာထွက်လာတဲ့အင်အား150ခန့်ရှိအကြမ်းဖက်စစ်ကောင်စီတပ်သားများကိုချောင်းမြို့အနောက်ဘက်တနေရာမှာဗမာလူမျိုးရေးဒီမိုကရက်တစ်တပ်ဦး BLDF တပ်ခွဲအညာမိုင်းစစ်ဒေသ3တပ်ခွဲကမိုင်းနှလုံးနဲ့မိုင်းဆွဲတိုက်ခိုက်ခဲ့ရာစစ်သားတပ်ဦးတိဆောင်ခဲ့ကြောင်းသိရပါတယ်။ဆလပီစကိုင်းမှာစစ်အာဏာသိမ်း၄နှစ်အတွင်းအရက်သား9000ကျော်တည်ဆုံပြီး4000နီးပါးဒဏ်ရာရရှိတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းမှာစစ်ကောင်စီကအာဏာသိမ်းလိုက်တဲ့ကာလမှာစတင်ပြီးအခု2025ခုနှစ်ဇန်နဝါရီထိ၄နှစ်တာကာလအတွင်းအကြမ်းဖက်ဖြစ်စဉ်တွေကြောင့်အရက်သား9000ကျော်တည်ဆုံခဲ့တယ်လို့ Data for Myanmar ရဲ့အစီရင်ခံစာအရသိရပါတယ်။အကြမ်းဖက်ဖြစ်စဉ်တွေကြောင့်အရက်သားတည်ဆုံမှုတွေမှာစစ်ကောင်စီရဲ့တပ်ဖြတ်ခြင်းတွေအပြင်တော်လိုင်းတပ်ဖွဲ့များမှာစစ်ကောင်စီတပ်ဖွဲ့မဟုတ်တဲ့အရက်သားတပ်ဖြတ်ခြင်းတွေကိုပါထည့်သွင်းထားကြောင်းသိရပါတယ်။အရက်သားတည်ဆုံမှုတွေမှာအထူးအဖြစ်စစ်ကောင်စီတပ်ဖွဲ့ကြောင့်2864ဦးတည်ဆုံခဲ့ပြီးတော်လိုင်းဖွဲ့စည်းများကြောင့်1982ဦးတည်ဆုံကနှစ်ဖက်တိုက်ပွဲများရာဇဝတ်ကိုင်းအချင်းချင်းတပ်ဖြတ်ခြင်းနဲ့ကျူးလွန်သူကိုအတည်ပြုနိုင်ခြင်းမရှိတဲ့တည်ဆုံသူပေါင်း928ဦးရှိကြောင်းသိရပါတယ်။လူမဆန်တဲ့လူတွေမှာလူစိတ်ကင်းမဲ့နေတဲ့အတွက်လူတွေကိုမြင်ရင်တက်ချင်းဖြတ်ချင်နေကြတာအဲ့ဒီအတွက်သူတို့နဲ့မတွေ့အောင်ရှောင်နေနိုင်ဖို့ကအရေးကြီးဆုံးပါအသက်ခံရပြီးသွားရင်ဘာစင်ချီတွေပဲပေးပြီးအသက်ကတော့ပြန်ရှင်လာမှာမဟုတ်တဲ့အတွက်စင်ချီတွေပြီးစရာမလိုအောင်လုပ်နိုင်ဖို့လိုပါတယ်လို့စကိုင်းတိုင်းတွင်အရက်သားတပ်ဖြတ်ခံရခြင်းနဲ့ပတ်သက်ပြီးကိုຫນွေဦးမြောင်ကသတင်းဌာနကိုပြောပါတယ်အကြမ်းဖက်ဖြစ်စဉ်တွေကြောင့်ရတာတည်ဆုံမှုဖြစ်စဉ်အများဆုံးမှာရွှေဘိုခရိုင်ဖြစ်ပြီးမြို့နယ်အတွင်းမှာတော့ကမ်ဘလူမြို့နယ်မှာတည်ဆုံမှုအများဆုံးဖြစ်ကြောင်းသိရပါတယ်။တည်ဆုံသူ80ရာခိုင်နှုန်းမှာအမျိုးသားများဖြစ်ပြီးအများစုမှာလက်နက်ကင်ဖွဲ့စည်းများတပ်ဖြတ်မှုကြောင့်ဖြစ်ပြီး2993အထိတည်ဆုံခဲ့ကြောင်းသိရပါတယ်။ထို့အတူအမျိုးသမီးတည်ဆုံမှုပေါင်းမှာ912ဦးထိရှိပြီးလက်နက်ကင်ဖွဲ့စည်းများကြောင့်929ဦးထိတည်ဆုံခဲ့ကြောင်း Data for Myanmar အစီရင်ခံစာမှာဖော်ပြပါတယ်။အကြမ်းဖက်မှုဖြစ်စဉ်တွေမှာအရက်သားတည်ဆုံမှုဖြစ်စဉ်တွေမှာအရက်သားပြည်သူကိုပြစ်မှတ်ထားတပ်ဖြတ်မှုတွေကြောင့်ဖြစ်ပြီးတည်ဆုံမှုငယ်83ရာခိုင်နှုန်းထိရှိကကျန်တဲ့တည်ဆုံမှုတွေမှာလက်နက်ကြီးလေကြောင်းမိုင်းစတဲ့တိုက်ခိုက်မှုတွေကြောင့်ဖြစ်ကြောင်းသိရပါတယ်။စကိုင်းတိုင်းတွင်တည်ဆုံမှုဖြစ်စဉ်တွေမှာအရက်သားနဲ့လက်နက်ကိုင်ခွဲခြားခြင်းမရှိတော့ဘဲလက်လွတ်စပယ်တိုက်ခိုက်ခြင်းများလည်းပါဝင်နေတဲ့အတွက်ပြည်သူများအနေနဲ့ခရီးသွားလာပါကဘေးကင်းလုံခြုံရေးကြိုတင်ပြင်ဆင်ဖို့စစ်ဘေးရှောင်ပြီးနေရပြန်ပါကလုံခြုံမှုရှိတဲ့အခါမှာပြန်လာဖို့လေကြောင်းလက်နက်ကြီးဘေးကင်းလုံခြုံရေးအစီအမံများကြိုတင်ပြင်ဆင်ဖို့စာရာတွေကို Data for Myanmar ကတတိပေးထားတယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။